မင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းခဏကျွန်တော်ဒီဗီဒီယိုမှာ crypto ဈေးကွက်အပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲပေါ့နော်ပြီးတော့ဈေးကွက်ရဲ့ direction ကဘယ်လိုရှိနေလဲတရားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်ကျွန်တော်အရင်အပတ်ထဲကဗီဒီယိုကြည့်ပြီးတော့ဒါ NT ဝင်ထားတဲ့မိတ်ဆွေတွေကျွန်တော်တို့ Telegram channel ကို join ပြီးတော့မှဒါကျွန်တော်တို့ signal နဲ့အတူတူ live trade တဲ့ bro တွေ assist တွေကတော့လက်ရှိဆိုရင် profit ထဲမှာရှိမယ်ပေါ့နော်ဒါကျွန်တော်တို့ Telegram ကိုမ join ရသေးဘူးဆိုရင်လည်းကျွန်တော်Telegram link ထည့်ပေးထားရပေါ့နော်အဲ့မှာကျွန်တော်တို့စီလာ join လို့ရတယ်ဆိုတော့ overall market ကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင် BTC က8900 8000ပေါ့နော်ဒီကြားမှာသွားလာနေတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့ ETH HRP Solana ADA TRH Doge AVH BCH LTC NIA ICP ဒီ coin တွေကတော့ BTC နဲ့အတူတူတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တခြား BNB.APT ဒီ coin တွေကတော့အရင်နေ့ထက်ဆိုင်ရင်နည်းနည်းလေး downside မှာရှိနေတယ်ဒါပေမဲ့အရင်ကြီးကျသွားတဲ့အနေအထားမျိုးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးမတိမ်မင်းအနေအထားမှာကျွန်တော်တွေ့ရတယ် overall market မှာ volume နည်းနည်းတော့နည်းတယ်ဒါပေမဲ့လည်းကျွန်တော်တို့ uptrend မှာရှိနေတယ်ပေါ့ဆိုတော့ဒီမှာ strong recovery ဖြစ်နိုင်လားဒါမှမဟုတ်လဲ strong downside တွေ့ရမလားဆိုတာတော့ကျွန်တော်တို့ chart pattern ကိုကြည့်မှာပဲကျွန်တော်တို့ပို့ပြီးနားလည်မယ်ပေါ့နော်ဆိုတော့ဒါလက်ရှိထိဆိုရင်တော့ကျွန်တော် market ကိုကြည့်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အရင်သုံးသပ်ထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီ BTC ဆိုလဲဒါ8000ခရကျွန်တော် entry ဝင်ထားဖို့ပြောတယ်ပေါ့နော်8000ခရanti ဝင်ထားဖို့ပြောတဲ့ဒါ8300ထိကိုကျွန်တော်ဒါ anti ဝင်ထားဖို့ပြောခဲ့တယ်ပေါ့လက်ရှိဆိုရင်ကျွန်တော်8400ဆိုတဲ့ကျွန်တော်တို့ရဲ့ target ကိုလည်း cross ပြီးတော့မှကျွန်တော်ဒီ8000ဆိုတဲ့ကျွန်တော်တို့ရဲ့ဒါ next target တစ်ခုကိုလည်းကျွန်တော်တို့ cross လုပ်ပြီးသွားပြီပေါ့နော်ဆိုတော့ဒီထက်ပို့ပြီးတော့ market ရဲ့ direction ကဘယ်လိုရှိနိုင်လဲထပ်ပြီးတော့ကျွန်တော်တို့ anti point တွေကဘယ်လိုဖြစ်မလဲ target တွေကဘယ်လိုရှိမလဲ DCA point ကဘယ်လိုဖြစ်မလဲဆိုတာတော့ကျွန်တော်တို့ chart pattern မှာနားလည်မယ်ပေါ့ကျွန်တော်လက်ရှိ4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင် BTC ကhigher low ပေါ့နော်ဒီ bottom ကိုဒီအနေထားနဲ့သွားနေတာကိုကျွန်တော်တွေ့ရတယ်တစ်ချက်ရှိတာကကျွန်တော်ဒီမှာ anti point ကလက်ရှိကျွန်တော်ဒီမဝင်စေချင်ဘူးပေါ့နော်ဒါကိုကဒါ short term အတွက်ဆိုရင်တော့ဒါလက်ရှိဒီမှာ anti မယူစေချင်ပါဘူးခဏတစ်ဖြုတ်တော့ market ကိုအချိန်ပေးစေချင်တယ်ပေါ့နော်ကျွန်တော်မနေ့ကဗီဒီယိုမှာလည်းပြောထားပြီးသားအတိုင်းပေါ့နော်ဒါကျွန်တော်တို့ anti point ကဒီ8300ကနေပြီးတော့8500ပေါ့နော်ဒီကြားထဲမှာရောက်မှကျွန်တော်တို့ဒါ first entry ယူမယ်ပေါ့နော်လုံးဝ capital လက်နေတယ်ဟလာခဏတစ်ဖြုတ်အချိန်ပေးနိုင်တဲ့လူတွေတင်းနဲ့ကြတော့အဲ့ဒီမှာပဲခဏစောင့်ပြီးတော့မှ entry ဝင်ထားတဲ့နဲ့ဆိုတော့ဒီမှာတော့လက်ရှိကျွန်တော်တို့ uptrend မှာပဲရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ8000ကိုလည်းထပ်ပြီးတော့ cross လုပ်ပြီးတော့မှကျွန်တော်ဒီ9000ဆိုတဲ့ target ကိုလည်းကျွန်တော်ကဒါသွားနိုင်မလားဆိုတဲ့ direction တစ်ခုလည်းရှိနေပေါ့ဆိုတော့ဒီမှာကတော့ကျွန်တော်ဒီ anti နဲ့ပတ်သက်ပြီးတော့ဖြစ်သွားပြီပေါ့နော်4 hour chart pattern မှာကျွန်တော်ဒီဟိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့ daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်တဲ့အချိန်မှာကျတော့ကျွန်တော်ဒီ lower low lower high ပေါ့ daily မှာကျတော့ကျွန်တော် down trend မှာရှိနေတာကိုတွေ့ရတယ်အဲကြောင့်မလို့ကျွန်တော်ကဒါ8300ကနေ8500မှာကျွန်တော် first entry ကို usage ရှင်တာပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ candle ကိုလည်းတစ်ချက်ကြည့်ကြည့်မယ်ဆိုရင်200 EMA ရဲ့အထက်မှာရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါ market အတွက် recovery ဖြစ်နိုင်တဲ့အချက်တစ်ချက်ပဲပေါ့နော်ဒီဟာကလည်းဆိုတော့ဒီ long term vision ရှိတဲ့လူတွေပေါ့နော်ဒါရေရှည်အတွက်ကိုကင်ထားခြင်းနဲ့ဟလာကိုစီမှာ capital လက်ရှိတယ်DCA လုပ်ဖို့လိုအပ်လာရင် DCA လည်းလုပ်နိုင်တယ်ဆိုတော့မိတ်ဆွေတွေအနေနဲ့ကြတော့လက်ရှိ current price နဲ့လည်း anti ဝင်ထားလို့ရတယ်ပေါ့နော်အဲဒီမှာကျတော့ current price နဲ့ဝယ်မယ်ဆိုရင်တော့နည်းနည်း risk လည်းရှိလာနိုင်တယ်ပေါ့နော်ကျွန်တော်ဒီ downside ကို market က downside ကိုသွားရင်ကိုကဒီမှာ DCA လုံးနိုင်ဖို့လည်းလိုအပ်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးရှိရင်တော့ဒါ anti ဝင်လို့ရတယ်ပေါ့နော်ဒါကို long term အတွက်ကိုဆိုရင်တော့အဲ့လိုတော့တွေ့ရတယ်ပေါ့နော်ပြီးတော့တခြား weekly chart pattern ကိုတစ်ချက်လောက်ကျွန်တော်တို့တွက်ကြည့်ကြည့်အောင်ပေါ့နော် weekly မှာကြတော့ကျွန်တော်တို့အရင်အပတ်တွေထက်ဆိုင်တော့ကျွန်တော်ဒီ uptrend မှာပဲရှိနေဟဲ့လားဆိုတော့ uptrend မှာရှိနေဆိုတော့ဒီကနေကျွန်တော်တို့အဲ့တော့ဒါကျွန်တော်တို့ရဲ့ဒီ target ပေါ့နော်ဒီကနေ target ကကျွန်တော်9200ပေးရင်တော့ကျွန်တော်တို့ဟိုဘက်တသိန်းကနေပြီးတော့တသိန်းအထက် all time height ကိုမြင်ရဖို့ရှိတယ်ပေါ့နော်ဆိုတော့ weekly မှာတော့ကျွန်တော်တို့ထွေထူးပြောစရာတော့မတွေ့ဘူးပေါ့နော် weekly သူကနဲ့သူ uptrend မှာရှိနေပေါ့အရင်ပတ်သက်ဆိုင်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့ဒီမှာကျတော့ FOMO entry တော့နည်းနည်းသတိထားပေါ့နော်ခုနကျွန်တော်ပြောထားတဲ့အတိုင်းကိုစီမှာ capital ရှင်းတော့ဒါကို long term အတွက်ပေါ့နော် hold လုပ်နိုင်တယ်ဆိုမှပဲဒီချိန်မှာ entry ဝင်ပါမဟုတ်ရင်တော့ဒါ entry button တစ်ခုကိုစောင့်စေချင်တယ်ပေါ့နော်ဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲတခြားပြောစရာတော့မရှိဘူးပေါ့နော်ဒါသတင်းအချက်လက်တွေလည်း market အတွက်နည်းနည်းကောင်းတဲ့ဘက်ကိုရှိရပေါ့နော် market မှာနည်းနည်း volume နည်းနေတာတွေ့ရတယ်ဒါ volume လည်းရောက်လာမယ်ဟလားသတင်းအချက်လက်တွေလည်းပို့ပြီးတော့ဒါကောင်းကောင်းမွန်မွန်ထွက်လာမယ်ဆိုရင်တော့ market ကဒီကနေစပြီးတော့ recovery လည်းဖြစ်သွားနိုင်တယ်ပေါ့နော်